င်္ဂလာပါကျမတို့နေ့စဉ်သုံးစကားပြောအတွက်谁也不让谁အဲ့ဒီအသုံးလေးကိုမှတ်ထားလို့ရတယ်谁也不让谁အဲ့ဒီမှာပါတဲ့ရန်ကအလျှော့ပေးတာကိုသုံးတာအဲ့တော့ဘယ်သူမှဘယ်သူ့ကိုအလျှော့မပေးဘူးအချင်းချင်းဘယ်သူမှအလျှော့မပေးဘူးဆိုတဲ့အဓိပ္ပာယ်လေးရမယ်နော်ဒါဆိုရင်ကြည့်ရအောင်ဒီမှာရေးထားတာက比赛ပြိုင်ပွဲကတဲ့ထိုက်ကြီးလျက်လားကြီးလျက်ဆိုတာဒီအကျိတ်အနေဖြစ်နေတာပြိုင်ပွဲကအရင်အကျိတ်အနေဖြစ်နေတယ်တဲ့谁也不让谁နှစ်ဖက်စလုံးဘယ်သူမှအလျှော့မပေးကြဘူးရမယ်နော်နောက်တစ်ခုလေးကြည့်ရအောင်他们俩ဒီ两个ကိုပြောတာအဲ့သူတို့နှစ်ယောက်ကတဲ့吵架စကားများနေတာတဲ့谁也不让谁ဘယ်သူမှအလျှော့မပေးကြဘူးရမယ်နော်နောက်တစ်ခုလေးက A နဲ့ B နဲ့လူနှစ်ယောက်ရှိတယ် A ကနေပြောတယ်လူ怎么读了လမ်းကဘယ်လိုလုပ်ပိတ်သွားတာလဲသူဆိုတာဒီသူ车ကိုပြောတာနော်လမ်းဘယ်လိုလုပ်ပိတ်သွားတာလဲ B ကနေဖြေတယ်那辆车အဲ့ဒီကားနဲ့စီးလေ谁也不让谁တစည်းနဲ့စီရှော့မပေးကြဘူးရမယ်နော်ဒါဆိုရင်ကိုယ့်ရဲ့နေ့စဉ်သုံးစကားပြောမှာဒီအသုံးလေးကိုထည့်သုံးကြည့်နော်